ညီမလေးခဏလေးကွက်မဖြစ်ပေးမယ်နော်ရင်ခုန်ဆရာလေးအရင်ပြောပြမယ်အမနဲ့သူရင်ခုန်ရအောင်အမကနေ့တိုင်းပဲရင်ခုန်ရတယ်တယောက်တည်းပဲရင်မခုန်နိုင်ဘူးကြီးအဖွဲတက်ကကလေးမေမေ2000နီးပါးရတယ်ဒီမမလည်းရတယ်နော်1000ကျော်ရတယ်အမလည်းရတယ်600ကျော်ရတယ်တအော်ဒါပဲနော်ဒီမမဆိုရင်2000နီးပါးရတယ်ဒီကိုကြီးလည်းရတယ်1000ကျော်ဒီမမလည်း600နီးပါးရတယ်ဒီမောင်လေးလည်း1000ကျော်ရတယ်တအော်ဒါပဲနော်ဒီလိုရတာကကိုယ်တိုင်ရောင်းတာမဟုတ်နော်ဒီမှာကြည့်ဖောက်တဲ့ကိုယ်တိုင်စီးဝယ်သွားတာပစ္စည်းတစ်ခုကို986ဘတ်ကော်မရှင်ကလက်ခံရရှိတယ်ဒါကကြော်ညာရတဲ့သူတွေပေါ့နော်ဘယ်လိုလောက်ရတာလဲဘယ်လိုကြော်ညာရတာလဲဆိုသူမှအခမဲ့တင်ပြပေးတဲ့အဖွဲ့တွေအကုန်လုံးတင်ထားပေးတယ်ရှင်ဒီညီမလေး comment ကိုလည်းတခါလေးဖြည့်ပေးမယ်ပေါ့နော်တကယ်ကူညီရင်အရန်ဝမ်းတာမိမှာပါအမပြောချင်တာကလေတကယ်စူးစမ်းမလားတကယ်စူးစမ်းချင်တဲ့သူပဲအမကိုယ်တိုင် free လေးလာတင်တဲ့ဘက်မှာတကယ်ညွန်ပြချင်တယ်ဘာလို့လဲဆိုတော့ဒါကအမတို့အဖွဲ့ထဲကတီးတန့်ပဲအများကြီးပဲရနေကြတယ်ထိုင်းတွေရှိတယ်เนาะရှမ်းတွေရှိတယ်เนาะလူမျိုးဘာသာပေါင်းစုံအမျိုးမျိုးပဲရှိကြတယ်